ကမ္ဘာအကောင်းဆုံးတိုက်စစ်ကိုဖျက်ဆီးပြခဲ့ပြီးဘိုလူပွဲကိုတက်ရောက်သွားတဲ့စပိန်တင်းအားလုံးပဲမင်္ဂလာပါစပိန်တင်းနဲ့ပြင်သစ်အသင်းတို့ရဲ့ဒါဆီမီဖိုင်နယ်ပွဲစဉ်အောင်ပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်ဒီနေ့ပွဲစဉ်မှာကျွန်တော်တို့မြန်မာပြည်သက်တွေကတော့မနက်တနာရီခွဲမှာထားကြည့်လိုက်ရတယ်ဒါကျွန်တော်ကြည့်လို့ကောင်းတဲ့ပွဲစဉ်တွေဖြစ်ခဲ့တယ်စပိန်တင်းကတော့ပြောရမယ်ဆိုသူ့ရဲ့ပုံစံအတိုင်းပဲပြင်သစ်တင်းရဲ့ကစားဟန်ကိုဖျက်ဆီးခဲ့ပြီးတော့မှဒါဘောလုံးကိုထိန်းစားတယ် position base နဲ့ယူပြီးတော့မှဒါထိန်းစားသွားတာကိုတွေ့ရတယ်ဒီနေ့မှာကျွန်တော်တို့သုံးသပ်ရမှာဆိုရင်တော့စပိန်နဲ့မှာဒီပြင်သစ်တင်းရဲ့တိုက်စစ်တွေလမ်းကြောင်းတွေကိုထိန်းသိမ်းလာဖို့အတွက်နောက်ပြီးတော့သူတို့ကွင်းလည်စိုးမိုးနိုင်ဖို့အတွက်ဒါ Deli Olmo နဲ့ Fabian Ruiz ကိုသုံးလာတယ်ဒါဒီနေရာမှာတော့ဒါ Rodri ကိုသုံးလာရပေါ့ဗျာကျွန်တော်တို့ကထင်ထားတာပတ်ထရီနဲ့သုံးလာမျိုးတဲ့ပတ်ထရီကနောက်ကျဒုတိယပိုင်းနောက်ပိုင်းမှာဝင်လာတယ်ဒါပေမဲ့ Rodri ရဲ့ Fabian Ruiz ရဲ့ Dani Olmo ရဲ့အဲ့ကွင်းလေကတော်တော်ကြီးကိုပြင်သစ်ရဲ့ကွင်းလေကိုတော်တော်အနှောက်အယှက်ပေးသွားတယ်ဒါ Tchouameni တို့ပြင်သစ်က Tchouameni တို့ Rabiot တို့ Olise နဲ့ပွဲထက်တယ်ဆိုပေမဲ့စပိန်ရဲ့ကွင်းလေကိုကြက်ထုတ်နေအောင်လုပ်ထားတဲ့ overload တွေကဒါပြင်သစ်တွေဒါအခွင့်အလမ်းတွေမရဘဲနဲ့စပိန်ရပဲကြီးစိုးပြီးကစားသွားတယ်လို့ပဲပြောရမှာပေါ့နိဒါပွဲစားလို့စပြီဆိုတာနဲ့ပြင်သစ်ကတော့သူ့ရဲ့ပုံစံတိုင်းပဲထိုးပေါက်တက်စစ်စင်တယ်ဖလင်းမြဲတက်စစ်တွေနဲ့ထိုးပေါက်တက်စစ်နေစပိန်ရလည်းတော်တော်ကောင်းမွန်တယ်နောက်တန်းတွေရောတော်တော်ကောင်းမွန်တယ်ဆော့ထားနိုင်တော့တွေ့ရအဓိကစပိန်ကအလဲတန်းမှာဒါပြင်သစ်ရဲ့တက်စစ်တွေကိုထိသိမ်းထားတယ်ဒါအိတ်ကတဲ့ထည့်ထားတယ်လို့ပြောအောင်ပါလေအမဘာပေးဆိုရင်ဒီနေ့ပွဲစဉ်မှာတက်ချက်တွေတော်တော်များရခဲ့ရဆိုပေမဲ့ဒါလိုအပ်တဲ့ target ကိုမထိရဒါ short target မဖြစ်သွားရည်လည်းအများကြီးရှိရပေါ့ဗျာဒါစပိန်ကတော့ဒီနေ့ပြောရမယ်ဆိုရင်ပြင်သစ်ရဲ့ကမ္ဘာအကောင်းဆုံးတိုက်စစ်ပြင်သစ်ရဲ့ fluidity ဖြစ်တဲ့တိုက်စစ်ကိုလုံးဝတည်သွားအောင်ထိန်းချုပ်သွားနိုင်ခဲ့ပြီးတော့မှကစားပြသွားဆိုတော့ကျွန်တော်တို့တော်တော်ကြီးလက်ဖြားခါဖို့ကောင်းတယ်စပိန်တွေကကျွန်တော်ခံမှန်းထားခဲ့လို့ပဲဒါဘိုလူပွဲတက်မယ်လို့ကျွန်တော်ခံမှန်းထားခဲ့လို့ပဲအခုစပိန်တွေကတော့ဘိုလူပွဲတက်သွားပြီပေါ့ဗျာစပိန်တွေမှာဆိုရင်တကယ်ပြောရင်ရမားတော်တော်ကြီးကောင်းတယ်လမိုင်းရမယ်ရဲ့ဒီလမိုင်းရမယ်ကိုထိလို့မရအောင်လမိုင်းရမယ်ကိုဒါထိလို့မရတဲ့ပြင်လမိုင်းရမယ်ပါနှက်မှုကျွန်တော်တို့ကအများကြီးတွေ့ရတယ်ဒါဟိုကလူတကယ်ဆိုရင်ဒါဘောလုံးကိုခေါင်းတိုက်တယ်ခေါင်းတိုက်ပြီးတော့မှရှင်းထုတ်ဖို့ကြိုးစားတဲ့အချိန်မှာလမိုင်းရမယ်ကြည်နေတာခေါင်းတိုက်ပြီးတော့မှရှင်းထုတ်ဖို့ကြိုးစားတဲ့အချိန်မှာ तू ကနောက်ကျောပြီးကန်တယ်ဘောလုံးရှင်းထုတ်ရတဲ့အတွက်ကြောင့်မလို့အဲ့အချိန်မှာဘောလုံးကန်တော့မဲ့အချိန်မှာလမိုင်းရမယ်ဇက်ဆိုပြေးဝင်လာပြီးတော့မှဘောလုံးရှင်းမဲ့6ကဒါလမိုင်းရမယ်ပေါင်ကန်ပြီးပြီးတော့ဒါပန်နီအေးရမှာဆိုတော့ဒါစပိန်တို့ဒါပန်နီရတယ်အဲ့ဒီပန်နီကိုမီဂဲအိုယာစပေယာပဲဒါအမှားမရှိကန်သွင်းသွားပြီးတော့မှဒါသူ့ရဲ့ကမ္ဘာပလာ9ခုမြောက်ဆိုသွင်းကိုသွင်းသွားရပေါ့ဗျာဒီမှာကျွန်တော်တို့ကစပိန်ကောင်းတာကြီးပဲကျွန်တော်ပြောနေလို့လည်းမရဘူးဒါပြင်သစ်သင်းမှာဆိုတဲ့ဒါပွဲချိန်အစောပိုင်းမှာပဲဒါပြင်သစ်သင်းရဲ့အဓိကနောက်ခံသူအာဆင်နယ်သင်းရဲ့ကစားသမားဝီလီယမ်စလီဗာထွက်သွားတာလေပြင်သစ်သင်းရဲ့ထိုးနှက်ချက်ဖြစ်တယ်တကယ်ကြရင်ဝီလီယမ်စလီဗာတို့ကျတော့အတွေ့အကြုံနဲ့ဒါဝေါ်ရိတ်နဲ့ကောင်းကောင်းထိန်းထားနိုင်တယ်ဆိုပေမဲ့လမိုင်းရမယ်လို့ကစားသမားမျိုးကိုဘက်မှာလမိုင်းရမယ်လို့ကစားသမားမျိုးကိုစလီဗာမရှိတော့ပို့ပြီးထိရသိမ်းရတယ်ခက်တယ်သူ့ရဲ့ side win ဘက်ကလည်းတော်တော်ကြီးကိုထိရသိမ်းရခက်တာလည်းပါတယ်Dani Olmo ဆိုရင် overload တွေဆင်းပြီးဟိုနောက်ပြီးတော့ deep draw တွေဆင်းပြီးတော့မှဘောလုံးတွေယူပြီးတော့မှတော်တော်ဒီနေ့ပွဲစဉ်မှာကျွန်တော်အကြိုက်ဆုံးကစားသမားအဲ့ Dani Olmo တော်တော်ကြီးချက်တယ်ကွင်းနဲ့တိုက်စစ်ကိုထိဆက်ပေးတာကြီးတော်တော်ကောင်းတယ်အဲ့ဒုတိယအလုံးကလည်းသူပဲဖန်တီးပေးတာပဲအဲ့ပက်ထရိုပိုရိုပေးအလုံးကနေပြီးသူအသားလေးပဲအဲ့ flip လုပ်ပြီးတော့မှဘတ်ဆိုနောက်တော့ပြချလိုက်ပြီးတော့ပက်ထရိုပိုရိုကြီးရောက်တယ်ပက်ထရိုပိုရိုကြီးထိပြီးတော့ကန်တကယ်အရေးသွေးမင်းနဲ့ကိုဗျာအဲ့2စီးနဲ့ဆိုတော့စပိန်တို့ကအေးဆေးထိန်းကစားသွားတယ်ပြင်သစ်တို့တိုက်စစ်ဆင်လို့မရဘူးအိုလီဆေးလည်းနောက်ဆုံးပြောရမှာဆိုရင်ထွက်လိုက်ရတယ်လူစားလဲလိုက်ရတယ်ချာပီဝင်လာချာကီလည်းလောက်လာဘာမဟုတ်အလဲမှာဒီအဲ့စပိန်ရဲ့အလဲကွင်းလေအဲ့မစ်ကိုထိန်းထားတဲ့ပုံစံတော်တော်ကြီးကိုကောင်းမွန်ပြီးတော့မှဘောလုံးတွေကိုဟိုလုံးဝထွက်လို့မရဘူးပေးလို့မရအောင်ဒါစပိန်ကဆော့သွားနိုင်ရတယ်တကယ်ကောင်းတယ်လို့တယ်လီဖုန်းလေးရဲ့စပိန်သေးဖ
လားချန်ပီယံဖလားရသွားနိုင်တယ်ဒါအခုလောဆိုတော့စပိန်ဖိုင်နယ်တက်သွားပြီဟိုဘက်ကအာဂျင်တီးနားအင်္ဂလန်ဘယ်အသင်းတက်လာမလဲကျွန်တော်စောင့်ကြည့်ရမယ်အာဂျင်တီးနားဆိုရင်တော့တေချာပေါစပိန်ဖလားရသွားနိုင်တယ်အင်္ဂလန်ဆိုတော့ပြောလို့မရအောင်အင်္ဂလန်အနေနဲ့ run through ဆန်တယ်ဒါပဲပြောမှဆိုရင်အင်္ဂလန်ဆိုလဲစပိန်ကတာတာပဲအေးစီစပိန်ကတော့ဒီနေ့မှာတော့ပြည်သေးကိုဖြုတ်ချနိုင်ခဲ့ပြီဆိုရင်တော့သူကpotential ရတော့ရဖို့ဖလားရဖို့အများဆုံးအသင်းဖြစ်သွားပြီလို့ပဲပြောကြရနေပဲကျွန်တော်တို့ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ရပါတယ်ကြည့်ရှုပေးခဲ့တဲ့ပရိသတ်တယောက်ရှိစီကကျေးဇူးအများကြီးတင်ပါတယ်နောက်တဲ့ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါဦးမယ်ခင်ဗျာ